တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင်အခုချိန်ကစပြီးဆရာတော်ဓမ္မဒုတအရှင်စေကိဏဟောကြားတော်မူအပ်သောဘဝဖြောင့်ကြောင်းတစ်စိတ်တစ်စောင်းအပိုင်း6တရားတော်ကိုနာကြားရတော့မှာဖြစ်ပါတယ်ရှင်ဘုံမို့ဒီအရွယ်ရောက်မှတွေးတာရဲ့လို့မဟုတ်ဘူးငယ်ကလေးကဘုံမို့တွေးမိတာလည်းရှိတယ်ဒီရွယ်ရောက်မှစဉ်းစားတာရဲ့မဟုတ်ဘူးဘုံမို့ငယ်ကလေးကစဉ်းစားမိတာလည်းရှိတယ်ဟိုတွေးမိစဉ်းစားမိတာတွေကတော့အများကြီးပေါ့လေအဲ့ဒီတွေးမိစဉ်းစားမိတဲ့ထဲမှာလူတွေဟာတယောက်နဲ့တယောက်မတူကြပုံဟာဟိုလူချင်းမတူတဲ့မိဘချင်းမတူဘူးပုံသဏ္ဍာန်ချင်းမတူဘူးအယအနေအမြင့်တွေမတူဘူးဒါတွေသိတယ်ဒါတွေလည်းလက်ခံတယ်တွေ့တယ်ဒါတွေကတော့သိစဉ်းစားကြရမလို့လေဘုံဘုံစဉ်းစားတာဘာစဉ်းစားမိကလေးစိတ်ဓာတ်ပေါ့လူတွေရဲ့စိတ်ဓာတ်ဘာလို့လူတွေကဆိုးကြပြီဘာလို့လူတွေကကောင်းတာလဲတချို့လူတွေကြတော့ဘာလို့အသိဉာဏ်ရှိတာလဲခုမှပြောတာဗာအသိဉာဏ်ရှိတယ်ဆိုတာလေတော့ကတော့အသိဉာဏ်ရှိတယ်လို့မဟုတ်ဘူးနောက်တချို့ကြတော့လေဘုံဘုံစဉ်းစားတဲ့ထဲမှာစိတ်ဓာတ်ရေးရတာလုပ်ငန်းကိုင်ငန်းလုပ်ကြပြီဆိုရင်စုပေါင်းပြီးဆောင်ရွက်ကြတယ်လို့ခုခေတ်စကားနဲ့ပြောကြတာပေါ့တင်မော့တို့ဘာလို့ဆိုတာလဲငယ်ကလေးကတွေးတယ်ငယ်ကလေးကဆိုတာဟိုအရင်တစ်ခါပြောခဲ့တယ်လို့ပဲလေဘုံဘုံတိတ်အကြောင်းမှနေတော့ကလည်းဒါစဉ်းစားတယ်ဘလုံးကစားကြတယ်တယောက်နဲ့တယောက်မတူဘူးဘလုံးကိုဖမ်းနေတဲ့လူကလည်းကိုပဲဖမ်းနေတာရှည်တန်းကိုသွင်းနေတဲ့လူကလည်းကိုပဲသွင်းတာနောက်တန်းမဲ့နေခြင်းတဲ့လူဟိုကိုမပေးအောင်ကာတဲ့သူကလည်းကိုပဲကာကြတာအဲ့ဒါကိုဘုံဘုံကစဉ်းစားတယ်ဘာရှိဦးမှတော့ဒီတန်းမရောက်ခင်တငယ်တန်းပေါ့ကန်ကြတော့ဘုန်းကြီးကျောင်းသားတွေဘောလုံးကန်တာရှိတာဘုန်းတို့စကိုင်းတိုင်းစကိုင်းမြို့စကိုင်းတောင်ရုပ်ညစ်ကမ်းပြီးမှရေဦးတိုက်တဲ့ရေဦးတိုင်ဟောင်းဆိုတာရှိတယ်ဘုန်းကြီးကျောင်းကရေဦးတိုက်တဲ့ပေါ့ဘုန်းကြီးကျောင်းကရေဦးတိုက်တဲ့ပေါ့အဲ့ဒီမှာဒီအနေအလျှောပါစကိုင်းတောင်ဆိုတာအဲ့ဒီမှာဘောလုံးကန်ကြတာငယ်ကလေးအဲ့ဒါတွေမှတ်မိသူကဘာလို့ဂိုးကြီးပဲဖမ်းနေရတာလဲသူကဘာလို့ရှေ့တန်းကြီးပဲကန်နေရတာလဲသူကဘာလို့နောက်တန်းမဲ့နေကြရတာလဲသူတို့ကဘာလို့အလေတန်းမဲ့နေကြရတာလဲခုခေတ်လိုပြောတာပေါ့လေဘောလုံးမွဲတွေကိုမြင်သာအောင်ပြောတာအဲ့ဒါလေးစဉ်းစားမိအဲ့ဒီကြတော့မှဒီငယ်ကလေးကိုဝါဒနာဘာပါတယ်လဲဒီလိုရဲ့လို့ဘုံဘုံကမပြောကိုဘာလုပ်ချင်တယ်လဲကိုလှုပ်ခွင့်ရရင်ကိုလှုပ်ချင်တာလေးပဲလှုပ်တာတွားတွေ့အဲ့ဒီထဲမှာဘောလုံးကစားတာနဲ့ပတ်သက်ပြီးတော့ခုလို့ဆိုရင်လက်ပတ်ဝတ်တဲ့သူပေါ့ကပတိန်ပေါ့ခေါင်းဆောင်ငယ်တော့ဒီအရွယ်လေးတွေဘယ်ခေါင်းဆောင်ဆိုတာဘယ်သိမှာဘယ်ကပတိန်ဆိုတာဘယ်သိအေးလာဟေးဘောလုံးကမယ်ဟေးဟိုဘက်နဲ့ဒီဘက်နဲ့လားနှစ်ယောက်ပတ်စံခေါင်းပန်းလာမယ်ဆိုပါစို့သူကအနောက်ယူမလားအရှေ့ယူမလားဘောလုံးကွင်းကြီးအရှေ့အနောက်ကြီးရှိနေတာဟုတ်သူကအနောက်ယူမလားအရှေ့ယူမလားဘသူအရင်စပေးမလဲဘသူဘောလုံးစကန်မလဲအဲ့ဒါတွေကစပြီးဒီဘက်ကလည်း7ယောက်ဟိုဘက်ကလည်း7ယောက်ဒါဘောလုံးသမားတွေဖုံဖုံတို့ကဘယ်ဟုတ်မှာတော့4-5ယောက်နဲ့ကန်တယ်ဒီဘက်4-5ယောက်ဟိုဘက်4-5ယောက်ကလေးလေးတွေကိုအဲ့ဒါမှဒီကပဲထွက်တာပဲဟိုကပဲထွက်တာပဲအဲ့ဒါမင်းသွားกว่าလို့ပြောရင်မထွက်ချင်တဲ့လူရှိတယ်ဒါလေးပတ်စံလေးကောင်းပန်းလန်ပြီးတော့ဖုံဖုံတော့ထွက်တာပဲအဲ့ဒီရွယ်ကလေးကဖုံဖုံကထွက်တယ်ကိုဘက်ကလည်းထွက်တယ်တယောက်ကအဲ့ဒါနဲ့ပဲခုခေတ်ပြောလို့ဆိုကပတိန်ဖြစ်သွားအဲ့ဒါကိုစဉ်းစားကြည့်ဘာလို့လဲဒီလိုလှုပ်ချင်တာဟာကိုယ်စိတ်ကလှုပ်ချင်တာလားသူများကလှုပ်ခိုင်းလို့လားသူများလှုပ်ခိုင်းတိုင်းကိုယ်စိတ်ကမလှုပ်ချင်မနဲ့ရောလှုပ်ရင်ဖြစ်သလားဒါမှမဟုတ်ရင်သူများမခိုင်းမနဲ့ရောဒီနေရာကရနိုင်မလားငယ်ကလေးကတွေးမိတာစဉ်းစားမိတာကြည့်ဒီ9ယောက်အုပ်စုကနေ9ယောက်အုပ်စုကနေ9ယောက်ထဲမှာခေါင်းဆောင်လှုပ်ချင်တဲ့သူကခေါင်းဆောင်လှုပ်နိုင်တဲ့သူကခေါင်းဆောင်လှုပ်တတ်တဲ့သူကတယောက်ပဲပါမှတ်မိပါသေးတယ်ငယ်ကလေးကဘုံဘုံပြောနေကြဆိုရင်ဘုံဘုံဘယ်တော့မှပစ္စလခမနေဘူးအဲ့ဒီအကြောင်းလေးတွေခုလေးပြန်ပေါ်တယ်အရင်ကလေးကလည်းအဲ့ဒါတွေပြန်ပေါ်ဟိုဘက်ကတယောက်ဆိုရင် तू ကလှုပ်ချင်တာသူ့ဘက်ကိုအော်လုံးလို့နိုင်လုံးလို့ဘာရှိမှတငယ်တန်းရှိသေးတာသူများတွေကပေးမလှုပ်စေချင်ဒါပေမဲ့ तू ကလှုပ်ချင်ဘုံဘုံကတော့သူများလည်းလှုပ်ခိုင်းတယ်ကိုလည်းမအော်ဘူးသူများကသဘောကျအဲ့ဒါလေးခေါင်းဆောင်လုပ်အဲ့ဒါနဲ့စဉ်းစားမိပါတယ်လူတွေဟာပင်ကိုရည်သွေးဆိုတာလည်းရှိတာမှာ
လက်ငင်းအရေးအသွေးရလည်းရှိမှာလက်ငင်းကိုအရေးချင်းအောင်ခေါ်နေတာပါအရေးအသွေးဆိုတာလည်းရှိကြရတယ်အရေးချင်းဆိုတာလည်းရှိကြရဒီနေရာမှာအရေးအသွေးဆိုတာတော့ပင်ကိုယ်ကလည်းအရေးပါအရေးချင်းဆိုတာပင်ကိုယ်ကလည်းအရေးပါဘုံမြန်မာစကားနဲ့ပတ်သက်ပြီးတော့မြန်မာစကားကိုသိချစ်တယ်အရေးအသွေးဆိုတာဒီပင်ကိုယ်ပါလာတဲ့အရေးကြောက်ရိုင်းတုံးထဲမှာပါတဲ့အရေးကိုသွေးလို့ရတဲ့အရေးအသွေးမျိုးပေါ့လေသွေးမှပြောင်းလာမဲ့ပင်ကိုယ်ဘဝအဆက်ဆက်ကပါလာတာကိုအရေးအသွေးအရေးချင်းကြတော့ဒီအရေးပဲဒီအရေးပဲဒီဂုံပဲဒီတတ္တိတွေပဲသူတော်ကောင်းစိတ်ဓာတ်ဆိုရင်သူတော်ကောင်းစိတ်ဓာတ်တွေအခုဘောလုံးကန်နဲ့ပွဲနဲ့ပြောရင်တော့ဥဆောင်နိုင်တဲ့စိတ်ဓာတ်တွေအဲ့ဒါတွေဟာအရေးချင်းကြတော့လုံနိုင်ကိုင်နိုင်ပြောနိုင်ဆိုနိုင်အမှုအရာအချင်းအရာနေနဲ့တွေ့နိုင်မြင်နိုင်အဲ့ဒါအရေးချင်းအရေးအသွေးတယောက်နဲ့တယောက်မတူအရေးချင်းနဲ့တယောက်နဲ့တယောက်မတူအဲ့ဒါသိတဲ့အတိုင်းပဲခေါင်းဆောင်လုပ်တယ်ဆိုတာကရှည်တန်းဂိုးသွင်းတဲ့သူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်လုပ်လို့ရတယ်အလယ်တန်းနေတဲ့လူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်တယ်လုပ်လို့ရတယ်နောက်တန်းနေတဲ့လူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်လုပ်လို့ရတယ်ဂိုးဖမ်းတဲ့သူကလည်းခေါင်းဆောင်ကပတိန်လုပ်ချင်လုပ်လို့ရတယ်အဲ့ဒီမှာပင်ကိုအရေးအသွေးကတော့ရှည်တန်းဆိုရှည်တန်းအလယ်တန်းဆိုအလယ်တန်းနောက်တန်းဆိုနောက်တန်းဂိုးသမားဆိုဂိုးသမားရှည်တန်းတော့မှညာဘက်ဖျားဆိုညာဘက်ဖျားဘဲဘဲဖျားဆိုဘဲဘဲဖျားခလေတဲ့ဆိုခလေတဲ့ငယ်ကလေးတွေးမိတာငယ်ကလေးစဉ်းစားဩအရေးအသွေးဆိုတာဒီလိုကွအရေးချင်းဆိုတာဒီလိုကွလို့အဲ့လိုကြီးတော့ပဲသိမှာအရေးအချင်းအနေနဲ့ခေါင်းဆောင်ကြတော့ရှည်တန်းကပဲခေါင်းဆောင်လုပ်ရမယ်နောက်တန်းကခေါင်းဆောင်လုပ်ရမယ်အလယ်တန်းကခေါင်းဆောင်လုပ်ရမယ်ဘေးကအလယ်ခေါင်းဆောင်လုပ်ရမယ်ဂိုးသမားခေါင်းဆောင်လုပ်ရမယ်လို့မဆိုင်ဘူးမဆိုင်အဲ့ဒါတွေကိုဘုံဘတွေးခဲ့တာပင်ကိုအရေးသွေးပါမှလည်းဘောလုံးကန်နေတယ်ဘောလုံးကိုယောက်ျားလေးဖြစ်ပြီးမကန်ရဲလို့ဘေးကျကြည့်နေတဲ့သူတွေတပုံကြီးဘောလုံးကန်တယ်လက်ကပင်မန်းတာအလုပ်ပို့တာလို့တွေ့တဲ့ကောင်တွေနဲ့တပုံပြောစရာတော့ရှိတာပေါ့ဘုံဘရောဘယ်နေရာကန်တော့ဘုံဘရောကပတိန်လောက်သလားဒီတငယ်တန်းကလေးကန်လာတာတန်းလည်းကန်တယ်နှစ်တန်းလည်းကန်တယ်သုံးတန်းလည်းကန်တယ်လေးတန်းလည်းကန်တယ်အိုးယောက်ျားလေးပဲအမြဲတမ်းဘောလုံးကန်တာပေါ့အတန်းတိုင်းဘုံဘယ်နေရာမှာကန်တယ်လေဘုံဘကပတိန်လောက်သလားလို့မေးလုံးမဲ့လူရှိရင်လုံးကိုယ့်ထက်ခေါင်းဆောင်လုပ်တတ်တဲ့လူရှိရင်လုံးအဲ့လိုဆိုရင်ကိုယ်ကခေါင်းဆောင်မလုပ်ဘူးဘယ်သူမှမရှိဘူးဆိုကိုယ်လုပ်တယ်ဒါကလို့ခေါင်းဆောင်ရှိတယ်ကိုယ့်ထက်တော်လို့သူခေါင်းဆောင်လုပ်တယ်ဆိုလဲကိုယ်အကြံဉာဏ်ပေးတယ်အဲ့လိုပဲကပတိန်အမြဲလုပ်လားဆိုလုပ်ပါလုပ်ဖို့လိုရင်လုပ်တယ်လုပ်ဖို့မလိုရင်မလုပ်ဘူးဘုံဘရောဒီလိုအရက်ရှိရှိကြီးနဲ့ရှေ့တန်းလားဂိုးသမားလားဘယ်ရတော့ဆိုတော့ဂိုးသမားမရှိဂိုးဝင်ဖမ်းတာပဲရှေ့တန်းရှူးမဲ့လို့မရှိဝင်ရှူးတာနောက်တန်းကံမဲ့လို့မရှိနောက်တန်းကကန်တာအလေတန်းကပေးမဲ့လို့မရှိပေးတာဘုံဘမှာတော့အဲ့လိုကြီးငယ်ကလေးစဉ်းစားပြီးတယ်ဘယ်နှမ်းမှာအကံများလေဆိုတော့အဲ့လိုကြီးတော့မရှိမှတ်မိတာအသက်အရွယ်ရလာရင်အရက်ရှိတော့ခေါင်းတိုက်တတ်တော့ခေါင်းနဲ့ဂိုးသွင်းတဲ့နေရာလောက်ပဲနေများဩအဲ့ဒါကိုကြည့်ပြီးတော့လူတွေဟာအရေးအသွေးပါလာမှသာဒီလိုလို့ရတာအခုနည်းနည်းလေးအသက်အရွယ်ရလာပြီးစဉ်းစားတတ်လာပကြီးပင်ကိုဆွဲတတ်တဲ့အရေးအသွေးပါမှသာပကြီးဆွဲတယ်တချို့ပကြီးဆရာတွေနဲ့ဘလောက်ပေါင်းတင်တီးကောင်းတော့မဆွဲတတ်တီးကောင်းတော့မဆွဲတတ်တဲ့သူတွေတပုံယောက်ျားလေးဖြစ်ပြီးဘောလုံးမကန်တဲ့သူတွေတပုံယောက်ျားလေးဖြစ်ပြီးယောက်ျားလေးအလုပ်တွေမလုပ်တတ်တဲ့သူတွေတပုံမိန်းကလေးဖြစ်ပြီးတော့ကြာရနေတဲ့သူတွေလည်းတပုံလူတွေကထင်တာပကြီးဆွဲအေးစေးသေးထိုင်ပြီးတော့ပကြီးဆွဲပုံလူဆွဲလွယ်တယ်အောင်းမိတာဘယ်သူဆွဲတတ်လို့ပင်ကိုအရေးသွေးတယ်အဲ့ဒါတွေကိုအရေးချင်းဖြစ်အောင်လုပ်လာဒါမြင်အရေးအသွေးကကျင့်လို့ရတာလားအရေးချင်းကကျင့်လို့ရတာလားဆိုတာကအဲ့ဒါလေးအဓိကထားပြောချင်တာပါအရေးအသွေးနဲ့အရေးချင်းဒါလေးကိုသဘောပေါက်လာတော့ဘုံဘုံတို့ဗုဒ္ဓမြတ်စွာသာသနာတော်မှာဘုရားရှင်ကိုရောမြတ်ကြီးတော်၎င်းအရှင်သာရိပုတ္တမထေရမြတ်ကြီးတော်၎င်းအရှင်မဟာမောက္ခလမထေရမြတ်ကြီးတော်၎င်းအရှင်မဟာကတ္တပအရှင်အာနန္ဒာအများကြီးဘောအရှင်မြတ်ကြီးတွေနိဗ္ဗာန်ရောက်အောင်အရေးသွေးကပါပြီးသားယဟန္တာဖြစ်ဖို့အရေးသွေးကပါပြီးသားနိဗ္ဗာန်ရောက်အောင်အရေးသွေးကပါပြီးသားအဲ့ဒီပါတဲ့ထဲမှာဘယ်လောက်ထိအရေးသွေးတွေပါကြလဲဆိုပညာဣတတဲ့ရတော်မူတဲ့အရှင်မြတ်ကြီးကပညာနဲ့ပတ်သက်ရင်ဒီလောက်ပဲသူလောက်တော့တာလေ
ဒါပဲဝါဒနာပါတယ်ဒါပေမဲ့အံ့စရာကြည်ညိုစရာကောင်းတာကတော့ရှင်မမောက္ကလမထေရမြတ်ကြီးကြတော့တကုအေးတဲ့အရှင်သာရိပုတ္တမထေရမြတ်ကြီးကြတော့ပညာအေးတဲ့ပညာအေးတဲ့စွမ်းတဲ့ပုဂ္ဂိုလ်ကလည်းတကုတော့ရတယ်တကုရှိတယ်ဒါပေမဲ့သူ့အဓိကအလုပ်ကပညာဘုရားတကုအေးတဲ့ရတဲ့အရှင်မြတ်ကြီးကပညာဉာဏ်ရှိတယ်ယဟန္တာပဲဖြစ်နေပြီပဲဒါပေမဲ့သူ့ရဲ့အဓိကအလုပ်ကတကုအဲ့လိုပဲရှင်မကတ္တဗမထေရမြတ်ကြီးဆိုရင်ဒူးတင်ဆောက်ပြီးတော့အရှင်ဥပါလိမထေရမြတ်တို့ဝီနီးပေါ့အရှင်အာနန္ဒမထေရမြတ်တို့ဣတတဲ့၅တန်းအဲ့ဒါလေးတွေဟာဘဝအဆက်ဆက်ကအည်သွေးတွေပဲကိုကြရကိုတောင်းယူနိုင်တာကိုကြရကိုတောင်းယူနိုင်တာအဲ့ဒါကိုသွားမြင်ရသွားကြည်ညိုမိတာပေါ့လေဟာငါရှိတန်းကန်တဲ့သူကနောက်တန်းကိုအပြစ်ပြောနောက်တန်းကန်တဲ့လူကအလေတန်းကိုအပြစ်ပြောအလေတန်းကကိုသမတ်ပြောဘာမှမရှိကြလောကသဘောနဲ့ပြောရင်ဘောလုံးအသင်းကောင်းတစ်ကောင်းအနေနဲ့ဘယ်သူမှအပြစ်မမီကိုနေရာကိုတာဝန်ချပြီးကိုကြွရကိုလို့အကုန်လုံးကဘောလုံးကစားတတ်တဲ့သူကြီးပဲအနည်းဆုံးဂိုးသမားမရှိတော့ရင်လည်းဂိုးဝင်ဖန်တတ်အောင်လို့သူတို့ကျင့်ထားကြမှာပဲရှိမှာပဲအဲ့လိုအရေးသွေးတွေပါလာအဲ့လိုအရေးချင်းတွေနဲ့ဆောင်ရွက်ကြတယ်သာသနာတော်ပါအဲ့တော့ဘုံဘုံတို့ကိုယ်အိမ်ဆိုတာဘုံဘုံတို့ငယ်တုန်းကအမေဖေနဲ့ညီကိုမောင်နှမတွေနဲ့နေခဲ့ရတဲ့အိမ်ကိုအာယုံရောက်သွားလို့ပြောအခုတရားနာနေတဲ့ဒီစကားနားထောင်နေကြတဲ့သူတော်ကောင်းတွေရောကိုယ့်အိမ်မှာကိုယ်ဘယ်နေရာဝင်ပါရှေ့တန်းလားနောက်တန်းလားကိုယ်သမားလားအလေတန်းလားကံယုံကံနေတာလားလက်ပတ်ပတ်ပြီးကိုကတိုက်အိမ်လုံးကိုဥဆောင်တဲ့ကပ္ပတိန်လားကိုကအဖေမို့လို့ကပ္ပတိန်မလုပ်ရမနေနိုင်ဘူးဆိုတာမျိုးမရှိရဘူးနော်တချို့သားကြီးသမီးကြီးတွေကကပ္ပတိန်လုပ်နေတာအများကြီးသားငယ်သမီးငယ်တွေကကပ္ပတိန်လုပ်နေတာအများကြီးခေါင်းဆောင်ပေါ့လေခေါင်းဆောင်လုပ်အကိုကြီးမို့လို့ဟေ့အမကြီးမို့လို့ခေါင်းဆောင်လုပ်မယ်အဲ့လိုမဟုတ်ညီငယ်မို့လို့ညီမငယ်မို့လို့ခေါင်းဆောင်အဲ့လိုမဟုတ်သူ့အရေးအသွေးနဲ့သူ့အရေးချင်းနဲ့သူရှိကြတာအရေးအသွေးရဲ့အရေးချင်းရဲ့အရေးအသွေးရဲ့အရေးချင်းရဲ့ဒီနေ့မှာအရေးအသွေးရဲ့ပင်ကိုပါမိသားစုတွေမိသားစုကြီးပွားတိုးတက်အောင်စိတ်သက်ကောင်းပင်ကိုပါရတယ်ဘုရားရှင်ကိုတော်မြတ်ကြီးနဲ့အရှင်သာရိပုတ္တအရှင်မောဂလနာအရှင်မကတ္တဗအရှင်အာနန္ဒမထေရမြတ်ကြီးတွေမှာပင်ကိုအရေးအသွေးပါပြီးတော့အခုဒီတရားစကားကိုနားထောင်နေကြတဲ့သူတော်ကောင်းတွေလည်းပင်ကိုအရေးအသွေးပါပြီးလားကိုယ်အရေးချင်းကဘယ်နေရာမှာဘယ်လိုထုတ်ပြမလဲဘယ်နေရာမှာဘယ်လိုလုပ်ကြမလဲကိုလုံနေတဲ့နေရာနဲ့ရောကိုယ်အရေးချင်းနဲ့ကိုယ်အရေးအသွေးနဲ့ကိုက်ရလားအဲ့ဒါမိဘတွေနားလည်စေခြင်းသားသမီးတွေကိုလည်းနားလည်စေခြင်းအိမ်မှာဆိုလည်းအိမ်မိသားစုတွေနားလည်စေခြင်းတချို့ကဒီသားအရေးအသွေးဒီသားအရေးချင်းကဆရာဝန်ဆိုရင်ဆရာဝန်ပေါ့အင်ဂျင်နီယာဆိုအင်ဂျင်နီယာပေါ့တချို့ကျောင်းဆရာဆိုကျောင်းဆရာပေါ့မဟုတ်ဒါလေးနားမလဲတော့လေပါလာတဲ့အရေးအသွေးကတစ်မျိုးအရေးအချင်းပုံဖော်နေရတာကတစ်မျိုးဆိုတော့ဘေးလူတွေကလည်းကြည်ရတာအမြင်မတော်အဲ့ဒီကာယကံရှင်ကိုယ်တိုင်ကလည်းကိုယ့်အရေးအသွေးနဲ့ကိုယ့်အရေးချင်းနဲ့မကိုက်တော့ဘဝကြီးမှာနေရတာအဆင်မပြေဘူးအင်ဂျင်နီယာဖြစ်မဲ့သူကအင်ဂျင်နီယာကျွမ်းကျင်ဘယ်တော့ကောင်းနိုင်လဲကွန်ပျူတာကျွမ်းကျင်ကွန်ပျူတာဝါသနာပါကွန်ပျူတာကျွမ်းကျင်ကွန်ပျူတာပညာရှင်ဖြစ်မဲ့သူကဆေးပညာဆရာဝန်ဖြစ်မဲ့သူကဆရာဝန်ဖြစ်ချင်တဲ့သူကဆရာဝန်ဖြစ်ကျွမ်းကျင်ဘယ်တော့ကောင်းနိုင်လဲဘုံဘုံကငယ်ကလေးကမြင်ခဲ့တဲ့တွေးခဲ့တဲ့အတွေးလေးကိုအခုမိသားစုတွေကိုလိုက်ကြည့်တော့အော်သူတို့အမေဖေတွေဘာလို့သားသမီးကိုဒီလိုလုပ်နေတာလဲသူတို့မိဘတွေသူတို့သားသမီးတွေမြည်တွေကိုဘာလို့ဒီလိုကြီးပုံအတင်းတိုးနေတာလဲကိုမဖန်တတ်တဲ့သူကိုဖန်ခိုင်းတယ်လို့အကုန်ရှုံးတော့မှာပေါ့ရှည်တန်းမကန်တတ်တဲ့သူရှည်တန်းတွင်းခိုင်းတယ်လို့ဘယ်ကိုပေါက်နဲ့လွဲကုန်တော့မှာပေါ့အဲ့ဒါလေးများအတိတရားရပြီးတော့နားလေကြမြင်ညတွေးကြရင်ဘုရားရှင်ကိုတော်မြတ်ကြီးလည်းကြီးညိုတတ်သွားမှာအရှင်သာရိပုတ္တမထေရမြတ်ကြီးလည်းကြီးညိုတတ်သွားမှာအရှင်မောဂလမထေရမြတ်ကြီးလည်းကြီးညိုတတ်သွားဘုရားရှင်ကိုတော်မြတ်ကြီးနှုတ်တော်ကဟောတော်မူခဲ့တဲ့တရားတွေကလည်းတန်ဖိုးမဖြတ်နိုင်တယ်လို့ဟောဒီအရှင်မြတ်ကြီးတွေပါရမီဖြည့်ဖယားလောက်အရှင်မြတ်ကြီးကစပြီးပါရမီဖြည့်ပြီးတော့ကိုယ်နေရာကိုယ်တောင်ကိုယူပြီးတော့ကိုယ်သာသနာကြီးကိုနှစ်ပေါင်း2500 2600 2900 2500မက2,500မကအောင်သာသနာတော်ကြီးကိုကိုယ်စွမ်းရံကဆောင်ရွက်လာတာတွေကိုကြည်ညိုတတ်အဲ့ဒါလိုကြည်ညိုတတ်အဲ့ဒါလိုသဘောတွေကိုနားလေလာပြီးတော့မှတို့ဘယ်နေရာနေတို့ရောလက်ပတ်မပတ်ရရင်မကြည်မနှက်ဖြစ်မလားတို့ရောဂိုးဖမ်းမှကြည်နှက်မှာလားတို့ရောငါပဲဂိုးရှူခြင်းလေငါပဲဂိုးအများဆုံးတွင်းနဲ့ဘာဖြစ်ခြင်းလဲအဲ့ဒါလိုမျိုးတွေစိတ်နဲ့တော့ဒီဘောလုံးသင်းကအောင်မှာမဟုတ်ဘူး
နိုင်မှာမဟုတ်ဘူးအဲ့တော့အဖေတွေကလည်းနားလဲပါအမေတွေကလည်းနားလဲပါသားသမီးတွေကလည်းနားလဲပါမိသားစုတွေကနားလဲကြစမ်းပါဘုံဘုံအနာဒကာဒကမတွေကိုတော့ဘုံဘုံကအဲ့ဒါလိုမျိုးလေးတွေပြောဆိုဆုံးမှတော့သူတို့တွေကနားလဲတယ်တဦးနဲ့တဦးအဆင်းကိုပြေးနေကြတာဘုံဘုံဒကာဒကမတွေအနီးနာကဓမ္မဒုဒမိသားစုလို့ပြောအဲ့ဒါလိုပဲအိမ်တိုင်းကအဲ့လိုနားလဲတယောက်နဲ့တယောက်ဘာအပြည့်မှမရှိတော့ကိုပါတဲ့အရေးအသွေးကိုသွေးရင်းနဲ့ကိုလောက်ရမယ့်အလုပ်တွေလုပ်တော့အရေးချင်းတွေကပေါ်လာတယ်အမှုအရာအချင်းအရာတွေအမှုအရာတွေပုံသဏ္ဍာန်တွေကိုနေရာကိုအဲ့ဒါအရေးချင်းရှိမှလုပ်နိုင်တာဟုတ်ငယ်ကလေးကတွေးမိပါတယ်အဲ့ဒါလိုမျိုးငယ်ကလေးကစဉ်းစားမိပါတယ်အဲ့ဒါကြောင့်ဉာဏ်လေးနဲ့ကြည့်ကြပါကိုလိုဘာဝဒနာပါပြီးဘာအရေးသွေးရှိလို့ဘာအရေးချင်းလုပ်နေတာလေကိုအတိဆုံးပေါ့ကိုတယောက်တည်းအတွက်ကိုအရေးသွေးကိုသိပြီးကိုအရေးချင်းကိုအမှုအရာတွေကိုလုံးဝမှဆက်လို့ကိုမိသားစုထဲမှာကိုအရေးသွေးကိုအရေးချင်းသိပြီးကိုလုပ်ရမယ်လို့ဆက်လို့ယာရုကြီးလိုဖို့မဟုတ်ပါဘူးအိမ်မှာခေါင်းဆောင်ငါငွေကြိုင်ဖို့မဟုတ်ပါဘူးသူ့နေရာနဲ့သူမိသားစုလေးမှာကိုးဆောင်တဲ့လူလည်းတန်ဖိုးကြီးတာပဲရှေ့တန်းလည်းတန်ဖိုးကြီးတာအလယ်တန်းလည်းတန်ဖိုးကြီးတာနောက်တန်းလည်းတန်ဖိုးကြီးတာကိုမိသားစုကြီးဟာသူများမိသားစုတွေနဲ့ရှင်ဖို့ပြိုင်ဖို့ကိုလိုပြောတာမဟုတ်ပါဘူးကိုမိသားစုကိုညီညွတ်နဲ့ဘောလုံးအသိကောင်း၎င်းဖြစ်တယ်လို့ကိုမျိုးရွာမှာရှိတဲ့လူတွေလည်းအဲ့လိုဖြစ်ဘယ်တော့ကောင်းနိုင်ကိုနေရာနဲ့ကိုတောင်းဝန်ကြည်ပြီးတော့ကိုလောက်ကြတယ်ကိုအရေးသွေးကိုအတိဆုံးပါကိုအရေးချင်းကိုပုံဖော်ရမှာကိုမိသားစုကိုရက်ကိုရွာကိုဆွေမျိုးအတိုင်းဝိုင်းကိုတိုင်းကိုပြည်ကိုနိုင်ငံကိုအရေးသွေးကိုဒီကိုအရေးချင်းကိုနားလည်ပြီးတော့ဒါကလေးတွေပါငယ်ကလေးကကလေးတွေးခဲ့တာလေးကိုပြောပြတာအခုသာသနာပေါင်းရောက်တော့မှဘုရားရှင်ကိုရောမြတ်ကြီးနဲ့အရှင်သာရိပုတ္တမထေရမြတ်တွေအတိတိတာဝကအက္ခတာဝကမဟာတာဝကအတိတိမဟာတာဝကအရှင်မြတ်ကြီးတွေသာသနာတော်ကြီးမှာကိုယ်ပိုင်းနဲ့ကိုအရေးသွေးနဲ့ကိုအရေးချင်းတွေဆောင်ရွက်သွားတာပါလားလို့ကြည်ပြီးတော့တအားကြည်ညိုလွန်းလို့ဒါလေးကိုပြောပြခြင်းပဲရှိတာဘုံဘဝမှာကတော့အဲ့ဒါလိုငယ်ကလေးကတွေးခဲ့ထင်ခဲ့မြင်ခဲ့တာလေးတွေဟာကိုအရေးသွေးကိုသိပြီးကိုအရေးချင်းတွေကိုလုပ်နေတာပါပဲသူများနဲ့တော့ပြိုင်စရာမလိုပါဘူးသူများနဲ့တော့ရှင်စရာလည်းမလိုပါဘူးကိုနေသလိုလေးကိုနာကပရိသတ်တွေကိုအဲ့လိုနေစေချင်တာပါပဲကိုနေသလိုလေးကိုမြို့ကိုရွာလူတွေကိုအဲ့လိုနေစေချင်တာပဲကိုနေသလိုလေးကိုနိုင်ငံကလူတွေကိုအဲ့လိုနေစေချင်တာကိုနေသလိုလေးကိုကဘာလူတွေကိုအဲ့လိုနေစေချင်တာအဲ့လိုများနေသွားရရင်ဘယ်တော့အေးချမ်းနိုင်မလဲဘေးဥပအန္တရာယ်အနောက်ရှိတွေကင်းမှလည်းကြီးပွားချမ်းသာတိုးတက်ပါတယ်ဒါကြောင့်မို့ဒီတရားစကားကိုနားထောင်နေကြတဲ့သူတော်ကောင်းတွေဒီအသည့်တရားလေးတွေရပြီးတော့ကိုယ်အရေးအသွေးကိုသိပြီးကိုယ်အရေးအချင်းကိုယ်ပုံဖော်နိုင်သဖြင့်မိမိတို့အရေးအသွေးမိမိတို့အသည့်သိပြီးမိမိတို့အရေးချင်းမိမိတို့ပုံဖော်နိုင်သဖြင့်အနောက်အရှက်ဘေးဥပအန္တရာယ်တွေကင်းကောင်းကျိုးချမ်းသာတွေရကြီးပွားတိုးတက်အောင်မြင်အေးချမ်းသာယာစွာနေနိုင်ထိုင်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း